န်စီးတီးသင်းဟာအီတီဟတ်မှာဖူဟန်ကို3 ဂိုးပြတ်နဲ့နိုင်ယူပြီးထိပ်ဆုံးကအာဆင်နယ်နဲ့3 မှတ်ကွာကနေဖိအားလိုက်ပြီးနေပြီဖြစ်ပါတယ်။မန်စီးတီးနဲ့တူတိုင်းရှုံးပွဲတွေ့ခဲ့တဲ့မာကိုဆေးဗာရဲ့ဖူဟန်သင်းဟာမန်စီးတီးကိုကောင်တာရေးကနေဒုက္ခပေးနိုင်ခဲ့ပေမဲ့ခြေပါကိုတော့မရပဲဂိုးပြတ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။မန်စီးတီးဒူအပ်ဖွင့်ဂိုးကို24 မိနစ်မှာမာတီးယပ်နူနီယက်စ်ရဲ့ဖျက်တဲ့မောကိုဖူဟန်ခန်းစစ်ကခေါင်းနဲ့ရှင်းဖို့ကြိုးစားပေမဲ့ဂိုးရှိမှာအသင့်ရှိနေတဲ့စီမန်ညိုစီရောက်သွားလို့စီမန်ညိုကအနီးကပ်ပဲသွင်းခဲ့ပါတယ်။စီမန်ညိုဟာကန်တွင်ကစားသမားဒီဘရန်နာနောက်ပိုင်းပရီးမီးယားလိအင်ဝင်ပွဲဥတော်နှစ်ပွဲဆက်တိုင်းဂိုးသွင်းနိုင်တဲ့ပထမဆုံးမန်စီးတီးကစားသမားဖြစ်လာပါတယ်။ဒါအပြင်ဖူဟန်နဲ့ဆုံတွေ့တဲ့ပရီးမီးယားလိနောက်ဆုံး၄ပွဲမှာစီမန်ညိုကသွင်းဂိုးပိုင်ပတ်သက်မှု9 ဂိုးထိရှိခဲ့ပြီး၄ ဂိုးသွင်းဂိုးဖန်တီးမှု3 ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။မန်စီးတီးတို့ရဲ့ဒုတိယဂိုးကိုမိနစ်30မှာစီမန်ညိုခင်းပေးတာကနေအိုရိုင်လီကပြေးဝင်ပေးသွင်းခဲ့ပြီးမန်စီးတီးရဲ့တတိယဂိုးကိုတော့ဖိုရန်ဖန်တီးပေးတာကိုဟာလန်ကအနှိမ့်ငယ်ချက်နဲ့သွင်းခဲ့တာဖြစ်ပါတယ်။ဟာလန်ဟာဝန်ဆန်းတဲ့ပွဲနောက်ပိုင်း Open Play ကနေရှစ်ပွဲဆက်တိုင်းဂိုးမသွင်းနိုင်တဲ့မတန်းစုကိုအဆုံးသတ်နိုင်ခဲ့ပြီး2026မှာပနတီမဟုတ်ပဲသွင်းခဲ့တဲ့ပထမဆုံးပရီးမီးယားလိဂိုးဖြစ်ခဲ့ပါတယ်။အခုဆိုရင်ဟာလန်ဟာမန်စီးတီးတင်တွေပြိုင်ပွဲစုံမှာ183ပွဲကစား153ဂိုးအထိသွင်းယူခဲ့ပြီးတိုမီဂျွန်ဆင်၊ အဲရစ်ဘရုတ်၊အဂွဲရိုတို့ပြီးရင်အသင်းသမိုင်းတစ်လျှောက်စတုထမြောက်သွင်းဂိုးများစုကစားသမားဖြစ်ရည်တည်နိုင်ခဲ့ပါပြီ။ဖူဟန်သင်းနည်းပြမာကိုဆေးဗာဟာမန်စီးတီးနဲ့ဆုံတွေ့ခဲ့တဲ့ပရီးမီးယားလိ14ပွဲမှာပွဲတိုင်းရှုံးနေခဲ့တာကြောင့်ပြိုင်ဘက်အသင်းတစ်သင်းကိုပွဲအများဆုံးရှုံးပေးခဲ့ရတဲ့ဒူးရဲသောနည်းပြဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။မန်စီးတီးကတော့ဖူဟန်နဲ့ပြိုင်ပွဲစုံနောက်ဆုံးပွဲ20မှာပွဲတိုင်းအနိုင်ရခဲ့တဲ့အတွက်အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက်ပြိုင်ဘက်အသင်းတစ်သင်းကိုပွဲရည်အတွက်အများဆုံးနိုင်ရတဲ့အသင်းဖြစ်ဆန့်ကျင်နေနိုင်ခဲ့ပါပြီ။